ခင်ဗျယောက်ျားတစ်ယောက်မဟုတ်ရလား ခရမပြောလိုက် ကိုကကိုလည်းပြန်ကြည့်ပါအောင်ဗျာဝတ်စားထားတာဝတ်စားကောင်းမှုတွေဝတ်ပြီးတော့ပြောလိုက်တဲ့စကားလုံးကခင်ဗျားပါးစပ်နဲ့မကိုက်ဘူးကိုလူကြီးလူကောင်းလို့တတ်မှတ်ထားရင်တစ်ဖက်သားကိုအဲ့လိုထိခိုက်သွားစေတဲ့စကားမျိုးမပြောဘူးဗျာသူကအံ့ဩနေတာ ဟုတ်ပြီခမည်းကခမည်းအဆင့်နဲ့တန်တဲ့စကားလုံးကိုပြောနော်ခမည်းတူမကဘာမှနားမလည်တဲ့ကျုပ်သားကိုချူစားနေတာလို့အဲ့ဒါကျုပ်ကဖခင်တယောက်အနေနဲ့လာပြီးကိုသားကိုကာကွယ်ပြီးပြော ခင်ဗျာမျက်လုံးနှလုံးပါလား ပါလေပါမယ် ခင်ဗျာမျက်လုံးနှလုံးရှိတယ်ဒါနဲ့တစ်ဖက်တည်းပိတ်ပြောနေတယ်ကိုသားဘက်ကပဲကိုပြောနေဒါလည်းသားသမီးပဲဗျာ ဟာမဆိုင်ပါဘူးဗျာ နှလုံးကိုဖွင့်ပြောတစ်ဖက်တည်းပိတ်မပြောနဲ့ လုံးဝမဆိုင်ဘူးလုံးဝမဆိုင်ဘူးနော်ခမည်းကကျုပ်နေရမှာဆိုရင်ခမည်းသားကိုဒီလိုမိတ်ကလေးမျိုးနဲ့ပေးသားမလား စားတော့ဆိုင်မှာတချင်းဆိုနေတဲ့မိန်းကလေးတိုင်းပျက်စီးနေတဲ့မိန်းကလေးတွေမဟုတ်ဘူးသူတို့နောက်မှာမိသားစုတွေရှိတယ်ဘဝတွေရှိတယ်အဲ့ဒီမိသားစုတွေအတွက်သူတို့နာမည်ကိုအထိကိတ်ခံပြီးလှုပ်ရှားနေတာမိဘလှုပ်ရှားထိုင်စားနေတဲ့သားသမီးတဲ့ဆိုင်မိဘကိုလှုပ်ကြွေးနေတဲ့သူတို့ကပို့ပြီးအစင်တန်းမြင့်တယ်သူတို့လုပ်နေတဲ့အလုံးနဲ့မဆိုင်ဘူးကာယကံရှင်ရဲ့စိတ်သူတို့ရဲ့တိတ်ခံနဲ့ဆိုင်တယ်အဲ့ဒါကြောင့်ခမည်းမျက်လုံးနှလုံးရှိရင်နှလုံးစလုံးဖွင့်ပြောတစ်ဖက်တည်းပိတ်မပြောနဲ့ကျုပ်ကတီးမခံနဲ့ဟောမှာခုံနဲ့ကောက်ရိုက်ပလိုက်မယ်